မောင်နှမ6ယောက်ရှိတယ်9ယောက်ကအမွေခွဲခြင်းနဲ့1ယောက်ကအမွေမခွဲခြင်းဘူး9ယောက်ပဲခွဲလို့ရပါသလားအားလုံးပဲမင်္ဂလာပါကျွန်မကတော့တရားလွတ်တော်ရှိနေဒေါ်ချစ်ချစ်ဆန်ဖြစ်ပါတယ်မိခိုးလေးတစ်ခုမေးမြန်းထားလို့ဖြေကြားပေးချင်ပါတယ်ရှင်မိခိုးလေးကဆီယမကြီးသိချင်တာလေးမေးချင်ပါတယ်အမွေနဲ့ပတ်သက်ပြီးသားသမီး6ယောက်ရှိပါတယ်အားလုံးကအိမ်အောင်ခွဲတွေပါအဲ့ထဲက1ယောက်ကအမွေကိုမခွဲခြင်းသေးပါဘူးဆိုပြီးတော့ကန့်ကွက်ညင်းဆိုခွင့်ရှိပါသလားရှိခဲ့ရင်နှစ်ဘယ်လောက်ကြာမခွဲပဲနေလို့ရပါသလဲတူတယောက်မပါပဲကြံသူ9ဦးကကြံသူ9ဦးကခွဲယူလို့ရပါသလားသိချင်ပါတယ်ဖြေကြားပေးပါဆိုတဲ့မိကိုလေးမွေးမြန်းထားပါတယ်အခုဆွေးနွေးမှုကတော့မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်ဆွေးနွေးပေးခြင်းဖြစ်ပါတယ်မြန်မာလိထုံတန်းဥပဒေအရမိဘတွေမရှိတော့တဲ့အချိန်ကျရင်သားသမီးတွေကဥပဒေနဲ့အညီအမွေတွေကိုခံစားပိုင်ခွင့်ရှိပါတယ်အဲ့လိုရှိတဲ့နေရာမှာတူတီတော်သားသမီးဆိုရင်တော့ကိစ္စမရှိဘူးပေါ့နော်သက်ဆိုင်ရာအမွေတွေကိုသူတယောက်တည်းခံစားခွင့်ရှိတယ်အဲ့လိုမျိုးမဟုတ်ဘူးအခုမိကိုရှင်လိုမျိုးမောင်နှမတွေ9ယောက်6ယောက်ရှိရဲဆိုတဲ့အနေအထားတစ်ခုမှာဒီအမွေဟာဒါအကုန်လုံးနဲ့သက်ဆိုင်နေတာသားသမီးအရင်6ယောက်ရှိရင်6ယောက်လုံးနဲ့သက်ဆိုင်နေတာပဲဖြစ်တယ်အဲ့တော့ဒီအမွေဆိုင်အင်တာမီတစ်ခုကိုလွယ်ပြောင်းရောင်းချပြီးတော့ခွဲဝေယူခြင်းနဲ့ဆိုတဲ့အချိန်ကျရင်တော့6ယောက်လုံးကသဘောတူညီချက်ရှိမှပဲလွယ်ပြောင်းရောင်းချပြီးတော့မှအမွေကိုခွဲဝေယူလို့ရမယ်အဲ့တော့ဒီမိခိုးရှင်ရဲ့အမေအရာ6ယောက်ရှိတာကို9ယောက်ပဲခွဲလို့ရလားလို့မေးရင်တော့ဒီအမွေဟာ6ယောက်လုံးနဲ့သက်ဆိုင်တာဖြစ်တဲ့အတွက်6ယောက်လုံးသဘောတူညီမှုရှိမှပဲခွဲလို့ရမယ်တကယ်လို့တူဦးကသဘောမတူဘူးဆိုရင်တော့ကျန်တဲ့သူဒါအမွေခွဲခြင်းတဲ့သူကနေပြီးတော့ကျန်တဲ့ဒီမခွဲခြင်းတဲ့သူကိုပေါ့နော်ဒါဥပဒေပါအခွင့်အရေးတိုင်းပဲအမွေမှုဆွဲဆိုလို့ရတယ်အမွေမှုဆွဲဆိုလို့ကိုယ့်ဘက်ကနေပြီးတော့တရားရုံးကနေအနိုင်ဒီဂရီပေးပြီးဆိုတဲ့အချိန်ကျရင်တော့သူခွဲခြင်းမခွဲခြင်းပေါ့နော်တရားရုံးရဲ့ဒီဂရီအရာဥပဒေနဲ့အညီဆက်ပြီးတော့သွားရမှာပဲဖြစ်ပါတယ်အဲ့တော့ဘယ်လောက်ကြာမခွဲပေးပဲနေလို့ရလဲဆိုရင်တော့အဲ့လိုမျိုးကန့်သက်ထားတာတော့မရှိဘူးဒါပေမဲ့အမွေမှုတွေမှာကာလာစီကန့်သက်တွေရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့အမွေပစ္စည်းကိုစန့်ကျင်လက်ရှိထားတဲ့အချိန်တွေကနေစပြီးတော့မှ12နှစ်အတွင်းအမွေမှုတွေဆွဲဆိုရမှာဖြစ်ပါတယ်တကယ်လို့12နှစ်ကျော်သွားတယ်ဆိုတဲ့အချိန်တိုင်းအမွေတွေဆွဲလို့မရတော့တာမျိုးတွေလည်းရှိပါတယ်ဒါကတော့ကျမအနေနဲ့အကြံဉာဏ်လေးဆွေးနွေးပေးတာเนาะကိုယ့်ရဲ့ကိစ္စရဲ့တစ်ခုချင်းစီလိုက်တော့ရှိနေရှိရဲ့ဒီနေ့တေချာလေးတိုင်ပင်ဆွေးနွေးသင့်ပါတယ်ဒါကြောင့်မလို့6ယောက်ရှိတာ9ယောက်ပဲခွဲလို့ရလားဆိုရင်တော့မရပါဘူး6ယောက်လုံးသဘောတူညီချက်ရှိမှဒီအမွေဆိုင်အင်တာဗျူးတစ်ခုကိုခွဲဝေယူလို့ရမယ်လွှဲပြောင်းရောက်ချပြီးတော့မှဒါတွေခွဲဝေယူလို့ရမယ်ဆိုတာလေးကိုကျမအနေနဲ့အကြံဉာဏ်လေးဆွေးနွေးပေးလိုက်ပါတယ်အားလုံးသာပျော်ရွှင်တဲ့နေ့လေးဖြစ်ပါစေ